ဒီတိုက်မှာဒီမှာပြောမယ်4000ရှိတယ်ဒါကဆော်ထားရတယ်ခုလောတဲ့4000ရှိတယ်အဲ့4000ကို100နဲ့ဆက်ပြ29ဆမကြော်ဘူးအကြည့်ဘယ်လိုဆော်ရမလဲပေါ့ကွာဆော်ပုံဆော်နည်းဆိုတာဘယ်လိုပြောရမလဲညံလွှာသုံးဖို့ရယ်ဒီဟာကိုကြာလေးလာဖို့ရယ်ဒီဟာဒီမှာကြားထားတာကိုကြည့်လိုက်ကွာနဲ့အကြီးဆုံးဒီမှာတစ်ပြန်လုံးမှာ300ပဲရှိတယ်ဒီဘက်မှာ900ဒီအဲ့ဒီမှာလိုက်မယ်ဆိုတော့အကြီးကိုလိုက်တရားစားလိုက်နော်ပုံမှန်လေးပဲ29စားအောင်နဲ့အမိဆော့မလို့ကတရားနဲ့ဆော့ကွာဒါတို့ကြောင့်30နဲ့ဆော့ပါဒီလားပြီးတော့1000ဝဲအောင်ဆိုရင်30နဲ့ဆော့တာအကောင်းဆုံးပဲကွာဒီလားโอเคဒီမှာဆိုမနိုင်ဆိုတော့3စားတက်မယ်နော်ကြည့်ဦး3ရပြန်လို့တစ်ဖက်ထဲကိုထိုင်းလိုက်တာမျိုးလည်းမလုပ်စေချင်ဘူးပြီးတော့လို့ရှိရင်နိုင်တဲ့ဘက်ကိုထိုင်းလိုက်တာမျိုးလည်းမလုပ်စေချင်ဘူးလိုရတဲ့နေရာမှာလိုရတယ်လို့လေးသုံးတော့တာအကောင်းဆုံးပဲ formula ကိုကြည့်ပြီးတော့လို့ရှိရင်ဒါလာနိုင်တာဒါမှမဟုတ်တခြား formula လာနိုင်တာအဲ့လိုမျိုးလေးကြည့်ပြီးဆော့သွားတာကွာโอเคဒီမှာဆိုရင်က3စားမိသွားပြီเนาะ3စားမိတော့သူဘယ်လိုဖြစ်နေမလဲဆိုတော့ဒီမှာအကြီးသေးလာတဲ့ပုံစံတော့ပလော့တယ်ကွာအဲမသေးကြဘူးမသေးကြတဲ့အတွက်ကြောင့်အကြီးပဲလောင်းကြီးရဲ့လာပြီးဆိုရင်သူကအနည်းဆုံး400တော့လာတယ်အဲ့ဒါပေါ့တော့ရှိတယ်โอเคဆိုရတော့ကြောင့်မလို့400လေးပြည့်ပြီးသားဆိုတော့အကြီးအဲ့ရောနိုင်တဲ့ဟာထိုင်လိုက်လို့ရတယ်ဒီမှာဘာဖြစ်လို့နိုင်တဲ့ဟာထိုင်လိုက်လို့ရတယ်ပြောလို့ဆိုရင်ဒီအောက်မှာအသေးရဲ့400လာတာအဲ့တော့ကြောင့်မလို့အကြီး400လည်းပြန်လာနိုင်ရရှိသေးတယ်เนาะအဲ့လိုမျိုးရှိတယ်အဲ့တော့ကိုကတွက်ချက်ပြီးတော့ဆော့တာအကောင်းဆုံးပဲ formula တစ်ခုတည်းကိုပုံသေး3နာထပ်ဆိုင်ကိုယ်တိုင်ကဒါကြီးကိုဘယ်လိုပြောရမလဲတရက်ကိုနာရီဝတ္တနာရီလောက်လေးလာအဲ့လိုပြီးမှဆော့အဲ့လိုမျိုးလေးဆော့အပိုးပြီးတော့ကောင်းဆုံးပဲကွာဒီမလောင်းမနဲ့လည်းကြီးနေလို့ရတယ်ကွာအဲ့တော့ကြောင့်မလို့ဒီမှာကြီးလာနေကွာဒီလားအကောင်းဆုံးပဲโอเคဒီမှာဆိုရင်အခုတစ်ခါဖြစ်နိုင်ကြီးကအသေးနှစ်ခါလာမလားဒါမှမဟုတ်ရင်အကြီးနှစ်ခါထပ်လာမလားအဲ့ဒီတော့ဘာလာငါတို့နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ3စားတက်လိုက်မယ်ပြီးတော့လို့ရှင်ဒီမှာမနိုင်နောက်တစ်ခေါက်9စားတေချာပေါ့အမိကွာ29တော့မရောက်ဘူးသိလားကြာမယ်အသေးဆိုရတဲ့ကြောင့်မို့လို့နောက်တစ်ခါငါတို့အကြီးလောင်းရုံပဲဘာဖြစ်လို့လဲဆိုတော့အကြီးအသေးလာနိုင်ကြအများဆုံးပဲကွာအဲ့ဒီတော့အကြီးကို900လောင်းလိုက်ဒီတစ်ခေါက်ကလုံးဝအမိကွာဒီလားဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ formula အမြင်လာတတ်တယ်အကြီးအသေးအကြီးအဲ့လိုမျိုးလာတတ်တယ်ကွာအဲ့ဒီတော့ကြောင့်မို့လို့ဒီတစ်ခေါက်ကအကြီးတေချာတယ်တေချာဆိုပြီးတော့လို့မျိုးပါပြီးတော့ all မအင်တယ်ကွာဒီလား all အင်နိုင်ရင်ဘယ်လိုပြောရမလဲနာကာဝါနိုင်တယ်ပြောလို့မရဘူးလောက်တယ်မဟုတ်လားဒါငါနိုင်ကြီး69ရာခိုင်နှုန်းလောက်ထိတေချာတယ်ကွာအဲ့ကြောင့်မို့လို့900 okay ဆိုကြအောင်လို့အကြီးပဲထပ်လောက်မယ်ငါ29စားနေနားမှာကွာလို့โอเคအကြီးအသေးငါပြောတယ်လို့ပဲကွာအဲ့လိုလာနေအဲ့လိုကြောင့်ငါတို့ကအသေးကို100လောက်မယ်သူလာပြီးတော့6ခါထိလာပြီးတော့ကွာဒီလားအကြီးနှစ်ခါအသေးနှစ်ခါအကြီးနှစ်ခါလာပြီးတော့6ခါထိလာပြီးတော့ဖြစ်လို့ကြောင့်မလို့ဒီတစ်ခေါက်က brand နာမည်သူကြပြင်ကကြာနိုင်တယ်အဲ့ဒါကြောင့်မလို့ကိုကတစားပဲ easy နိုင်ရင်တစားပဲဆော့မယ်နော်တစားတွေခဏနိုင်နားပလိုက်စားရင်9-6လောက်နိုင်သွားပြီတရားနဲ့ဆော့ရဆိုရင်ပြောနော်โอเคပုံမှန်ပဲအသေးအဲ့တော့အသေးပဲထပ်လောက်မယ်ဒီကွာဒါကဘယ်လိုပြောမလဲစီးပွားပြဆိုတော့ညံတော့တော့သုံးပါအလကားနေတော့တည်ရမှာလားသူများအုံနောက်နဲ့လောက်ထားတဲ့ formula တစ်ခုတည်းကိုအားကိုးလို့မရအောင်ကိုအုံနောက်ကိုလည်းသုံးရမယ်အဲလိုအပ်တာတွေပါမသိကြပါဘူးရှင်တော့လာမေးလို့ရတယ်ကွာဒါပေမဲ့ငါအနေနဲ့ကျတော့အမြဲတမ်း formula တွေတင်မပေးနိုင်တာကျတော့တခြားအလုပ်တွေလည်းရှိသေးတဲ့အတွက်ကြောင့်မလို့ပါတကယ်လို့မဟုတ်ဘူးဆိုရင်တော့အကုန်လုံးရှင်းပြကြမှာဒီမှာဆိုရင်4000နဲ့ဆော့ရ900ရောက်သွားပြီကွာအဲ့ဒီကြောင့်မို့လို့နားလို့ရပါပြီအဲ့တော့နောက်ကျမှငါတက်တက်လေးတစ်ခါလှုပ်ပေးမယ်ဒီတိုင်းဆိုရင်ငါဘာဆက်လုပ်ရမလဲဆိုငါဆိုရင်အကြီးပဲလိုက်တော့မှာကွာအကြီးထန်လိုက်တော့မယ်နော်မဆော့တော့ဘူးနားလိုက်တော့မယ်
အဲ့တော့အဲ့လိုမျိုးတကြောနားပြီးသွားပြီဆိုရင်စောင့်လိုက်ပါပြီးသွားပြီဆိုမှတစ်ခါပြန်ဆော့ပါနော်โอเคဒါ RTP လေးတင်ပေးလိုက်ပါနော်